မင်္ဂလာပါခင်ဗျာဒီဒူကုန်းကြည်ရွာအုပ်စု၌အုပ်ချုပ်ရေးအဖွဲ့မှစစ်မှုထမ်းဥပဒေကိုအလွတ်သုံးစားပြု၍ဝေကြီးတောင်းခံခြင်းနှင့်လက်စားမှုများကျူးလွန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာရေယာဝတီတိုင်းဗပုရောမြို့နယ်ဟိုင်းကြီးကျွန်းမြို့နယ်ကွယ်ဒီဒူကုန်းကြည်ရွာအုပ်စုတွင်အုပ်ချုပ်ရေးမှုစိုးရင်နှင့်ရက်ကွက်စီခင်မောင်ညွန်းတို့သည်စစ်မှုထမ်းဥပဒေအားအကြောင်းပြ၍ဒီသားကံများထံမှအာရမငွေကြေးကောက်ခံခြင်းအကျင့်ပြက်ခြစားခြင်းနှင့်ဝူရစ်စေဝါများရောင်းဝယ်ဖောက်ကားခြင်းတို့ပြုလုပ်နေကြောင်းဒီသားကံများထံမှသိရပါတယ်။ဒီလူကုန်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုစိုးရင်နှင့်စီရေးခင်မောင်ညွန်းတို့သည်ကြောက်ကလတ်ဒီလူကုန်းမကြီးချိုင်အစင်းချိုင်ပြည်သားရရှုကင်းသာမေရာအိမ်ဆောင်ရကုန်းနှင့်တာယာကျောင်းအစရှိသည့်ကျေးရွာများရှိအသက်18နှစ်မှ35နှစ်အတွင်းလူငယ်များထံမှတိုးလျင်လာစဉ်ကျပ်1000ခွဲမှ2000အထိအာရမကောက်ခံလျက်ရှိကြောင်းဒေသခံများထံမှသိရပါတယ်။၎င်းပြင်ကြေးရွာအုပ်စုမှစစ်မှုထမ်းရန်ကြားရောက်သည်ဟုမဟုတ်မှန်ပြောဆိုကာဗပုရောမြို့နယ်မှစီရေးကြီးစိုးသူရအပါဝင်အခြားအုပ်ချုပ်ရေးမှုများနှင့်ချိတ်ဆက်၍အခြားနေမြေများအတွက်လူသားတို့စစ်မှုထမ်းရန်လူငယ်တိုးလျင်ကျပ်380မှ300အထိရောင်းစားမှုများပြုလုပ်နေကြောင်းဒေသခံများထံမှသိရပါတယ်။ကျောင်းသားများကိုလည်းလူသားတို့ရောင်းစားရတွင်အချို့သောဆရာမများနဲ့ပေါင်းကဝေကျပ်9သိန်းခန့်လက်ထိုး၍ထောက်ခံချက်လက်မှတ်များရယူဆောင်ရွက်နေကြောင်းလည်းသိရှိရပါတယ်။အဆိုပါစစ်မှုထမ်းကြီးကောက်ခံရတွင်အုပ်ချုပ်ရေးမှု၏ပါဒနာများဖြစ်ကြသောဇော်နိုင်၏သားစံမြိုင်ထူး၏သားအုပ်ချုပ်ရေးမှု၏သားရွာတာဝန်ခံရဲဝင်း၏သားနှင့်အုပ်ချုပ်ရေးမှု၏အမျိုးနီးစပ်သူတူဖြစ်သူများမှဝေကြေးထဲဝင်ရန်မလိုပဲစစ်မှုထမ်းကင်းလွတ်ခွင့်ရရှိနေကြောင်းဒေသခံများထံမှသိရပါတယ်။သူတို့ကရုံးအတွင်းထောက်ခံသာလာလို့သမျှအလူခံဆိုပြီးတွတ်တစ်ချက်ဒါမှမဟုတ်ရုံးပြင်ဖို့ဘီလက်မြေတရားမယ်ဆိုပြီးအာဓမတောင်းယူကြတယ်။9နှစ်6နှစ်ကျော်အလူခံနေပေမဲ့ကြေးရွာရုံးကိုဘာမှပြင်ဆင်တာမရှိပဲပတ်စံတွေကိုစီးရင်နဲ့အုပ်ချုပ်ရေးမှုကအတူတူဖွဲ့ယူကြတာဟုဒေသခံတအူးကပြောဆိုပါတယ်။စီးရဲဖြစ်သူခင်မောင်ညွန့်သည်မူလကပြင်ခရိုင်တွင်တာဝန်ကျစဉ်လက်စားမှုဖြင့်တိုင်ကြားခံရပြီးဒီတူကုန်းကြေးရွာသို့ပြောင်းရွှေ့ခံထားရသူဖြစ်ကာမူလအကျင့်တိုင်းသက်ဆိုင်ရာဒေသတွင်ဆက်လက်လက်စားနေခြင်းဖြစ်ကြောင်းဒေသခံများထံမှသိရပါတယ်။အရင်ကစီးရဲနွမ်းမသူများဖြစ်ကြတော့လဲယခုအခါအဆိုပါလက်စားမှုများနှင့်အလော်ကန်သောနီလန်းများဖြင့်မတန်တဆပိုင်ဆိုင်မှုများစွာရရှိထားကြောင်းထို့ပြင်အုပ်ချုပ်ရေးမှုဆိုရသည်လူမှုရေးဖောက်ပြန်ရှုပ်ထွေးမှုများလည်းရှိနေကြောင်းဒေသခံများ၏ပြောဆိုချက်အရသိရှိရပါတယ်။ရေယာဝတီတိုင်းတွင်ထူးခြားဖြစ်စဉ်သတင်းများကိုသတင်းအထူးတက်ဖွဲ့မှနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာ။